ဟုတ်ပြီရမှာโอเคဒါစပင်းဖြန်းနေဟာဘာမီလားဘာမီဟုတ်တာဟုတ်ပါရဲ့ဘာမီလားဘာမီလားဟုတ်တယ်ဒါကဘာလဲ Max လက်ဆောင်ထည့်ပေးလိုက်လားအဲ့ဒါကိုပွင့်ကတ်တာဘယ်သူပေးရမှာ page ကပဲပေးရမှာအဲ့မြင်အဲ့တမန်မြင်အဲ့ဒီကိုဘာလေးလဲပြပါဦးဝါဒီနာဘူးကချောတယ်နော်ဘယ်မဆိုးလက်ဆောင်ထည့်ပေးပြန်ပြီဘာလဲပါနေလဲဝါဒီမကလေးအဲ့ဒါကလာစီဒီပါနေထားပြီဒီကောင်ဒီနေ့လည်းနော်ပေးတယ်နော်ဟုတ်ပြီခဏလေးခဏမိုက်တယ်ဟေးရတာဆော့ကြာသမီးစီးတယ်မတည့်ဒါ cross ဟုတ်တယ်တော်လားတော်ပဲရမတော်ဘူးဘလို့မတော်တာလဲမတော်တယ်လေသမီးကြောက်ဆိုင်ပဲမချောင်းနေအဲ့ဒါအချောင်ကြီးရတယ်ကြက်ရင်ပေါက်တော့ကုန်မှာလို့ရော့ကဲတော့ရှောက်ကြည့်ပါဒီငယ်မှာအဲ့ဂျစ်ပစ်တွေမပါဘူးနော်ဒီငယ်ကိုပြမယ်မိပြမှာလားဒီငယ်ပြပါဝါမိုက်တယ်ဒီ cross စီးနေတော့ cross မယ်cross ပဲလေမဘူး Okay bye bye ဒါတပင်းဖွင့်ကြည့်ပြီဟုတ်လားဘယ်လိုမျိုးလေးလဲပြပါဟဲ့သမီးဟိုတစ်ခေါက်ကနဲ့မိုးမတူတော့ဘူးလားဟုတ်လားဒါဖွင့်ပေးရမှာမလေးခဏလေးပြပါအောင်ဖောင်းမြောင်ဖွင့်လေဒါဘာလို့ပဒီဟဲ့ရှိတ်လေးဝါသမီးလက်ကလေးကိုအဲ့လိုမထင်းနဲ့ဒီတစ်ခါဘူးလေးပုံစံလေးရနော်ချစ်စရာလေးအစ်စ်ဖြစ်တာဘူးပုံစံသူက3ခုတွဲလေးပေါ့နော်သူကဟိုတစ်ခေါက်ကလည်းဒါလေးကိုဖောက်ပြထားတယ်ပေါ့နော်3ကအဆင်ပြေတယ်ဒါလေးက refill လေးလည်း2ခုပါရဲဆိုတော့ပို့ပြီးတော့တန်တယ်ပေါ့နော်သမီးကြိုက်လားကြိုက် Okay ရပါဒီရယူရတာဒါလေးရတာနားလာပြီဆိုကြည့်ဒီမှာဒါလေးဝါပုတ်ကြည့် cheese ပါမနင်းလေပုတ်မယ်ဆိုပုတ်ပါဘူးမပုတ်ပြန်ကြည့်မှာပြန်အုပ်ထားမှာ Okay ဗာလေးလဲအားလေးကသပင်လေးကိုပေါ့နော်ဖြန်းတဲ့ဟာလေးပါသပင်ရှိရသပင်ညိတာလေးပါလေးကိုဖြန်းတာပေါ့နော်သမီးကညိတယ်အဲ့ဒါဆိုဖြန်းမယ်သမီး W မထိုင်နဲ့လေ Okay ဖောက်ဝါဒီလိုလေးပါနော်ဒါကလေးလေးတွေရဲ့သပင်ကိုဖြန်းတာတဲ့နော်ဘလို့ဖျန်းတာဘလို့ဖြန်းလာဆိုဒီမှာပေါ့ဒီမမေကြည့်တာမှာခဏလေးနော်သပင်လေးကိုဝေးနေအောင်ဖြန်းရဖြစ်ပါတယ်ဝါမွေးလိုက်တာသပင်လေးနော်ဝေးပြီးတော့